တပံမှာ BND YouTube channel နဲ့တက်တော့ကြည့်ရှုနေကြတော့အားလုံးဝန်နာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့2026ဘာမှဖလာဘောလုံးပွဲစဉ်တွေတော့မှာပွဲစဉ်တချို့တော့30ဆွေးနွေးပေးနေတာဖြစ်ပါတယ်ဒီနေ့မှာဆိုလဲကျွန်တော်ကိုယ်စနဲ့အတူအမြင်အာရုံမတန်ဆွမ်းပုံမှန်မောင်ဖိတ်ခေါ်ပါတယ်အခုမင်္ဂလာပါကိုမင်္ဂလာပါညီလေးဟုတ်ကဲ့ပါတက်ကြီးလည်းမင်္ဂလာပါဟုတ်ကဲ့ပါကိုဒီနေ့မှာကျွန်တော်ဒါအုပ်စုပွဲစဉ်တွေဒါပွဲစဉ်နောက်ဆုံးပွဲတွေပေါ့နော်အပန်းအဆန်ပုံပုံပြင်းထန်မဲ့ပွဲစဉ်တွေလည်းဖြစ်ပါတယ်တချို့ပွဲစဉ်တွေဆိုဒါနောက်တစ်စုံတက်သွားမယ်တချို့ပွဲတွေဆိုလဲဒါအိမ်ပြန်ရမယ့်ပွဲစဉ်တွေလည်းပါရှိပါရဲ့ပေါ့နော်ဒီဘယ်လိုပွဲစဉ်တွေမျိုးလဲဆိုကျွန်တော်တို့ channel ကိုကြည့်ရှုနေတဲ့ပြည်သူကြီးကိုမိတ်ဆက်ပေးလိုက်ပါအောင်ကိုဒီနေ့ကတော့ကျွန်တော်တို့ဟောပေါ့နော်ကျွန်တော်မြန်မာစံတော်ချိန်နဲ့ဆိုတော့29နေ့မနေ့ပေါ့ဟုတ်အဲ့ဒီနေ့မှာတော့မနေ့မြန်မာစံတော်ချိန်တနင်္လာခွဲမှာနော်ဝေးနဲ့ကျွန်တော်ပြင်သက်ပေါ့နော်ဟုတ်ကဲ့ပါတနင်္လာခွဲမှာပဲသူကတပည့်အုပ်စုနောက်ဆုံးပွဲဆိုတော့တပည့်နဲ့ကန်တာဆိုတော့ကျွန်တော်စီနီကောနဲ့အီဓာဟုတ်ကဲ့ဟုတ်ဒုတိယအုပ်စုအနေနဲ့ကတော့စိတ်ပါလီနဲ့စိတ်ပါလီနဲ့ဆော်ဒီဟုတ်ဥရုဂွေးနဲ့စပိန်ဟုတ်တတိယအုပ်စုအနေနဲ့ကတော့ကျွန်တော်တို့အီဂျစ်နဲ့အီရန်ပေါ့နော်နယူးဇီလန်နဲ့ဘယ်လ်ဂျီယံတို့ဖြစ်ကြပါတယ်ဟုတ်ကဲ့ပါဟုတ်ဒီပွဲစဉ်အုပ်စုပွဲစဉ်နဲ့ဟိုနောက်ဆုံးပွဲစဉ်တွေအလျောက်ပေါ့ပုံပြင်းထန်တဲ့ဟိုစားပွဲတွေလို့ကျွန်တော်တို့သတ်မှတ်ချင်တယ်ပေါ့နော်ဒီပွဲမှာကျွန်တော်ကတော့ဒါနော်ဝေးနဲ့ပြင်သစ်ကိုရွေးချယ်ထားပါတယ်ကိုဒီပွဲရဲ့အမြင်လေးကိုလည်းအခုအနေနဲ့ဘယ်လိုသုံးသပ်ချင်လဲဗျနော်ဝေးနဲ့ပြင်သစ်ကတော့ကျွန်တော်နပွဲကန်တာကြည့်ခဲ့တဲ့တဲမှာတော့နှစ်သိန်းနှလုံးနေကောင်းပါတယ်သို့တော့ကောင်းတယ်ဆိုတော့မှပြင်သစ်ကတော့ပါတယ်ပေါ့နော်ဟုတ်အဲ့တော့ပြင်သစ်ဒီ PPC နဲ့ကစားမယ်ဆိုတော့နော်ဝေးကိုအနိုင်ကစားသွားပါလိမ့်မယ်ကျွန်တော်ပြင်သစ်ကိုကြိုက်ပါတယ်ဟုတ်ကဲ့ပါကိုဒီနော်ဝေးနဲ့ပြင်သစ်ကလည်းရှေ့တစ်ပွဲမှာတပွဲဟိုတသိန်းကို6မှတ်စီရထားတဲ့အသင်းတွေပေါ့နော်ကျွန်တော်တို့ရထားတဲ့အသင်းတွေဖြစ်တဲ့အတွက်ဒီပွဲမှာတို့ဒါတေးတမတ်ခွဲယူတော့မှ2သိန်းလုံးတက်နိုင်တဲ့အနေအထားပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီပွဲတွေကအုပ်စု1နဲ့ရတဲ့အသင်းတော့ပို့ပြီးတော့နောက်တစ်ဆင့်နေမှာပို့ချောင်းနေပေါ့နော်။ဒါကြောင့်ဒီဘက်မှာလည်းကျွန်တော်ဟိုပြည်သစ်တင်းကအမ်ဘက်ဘေးဥဆောင်လာမဲ့ပြည်သစ်ကိုပုံမကြိုက်နေတတ်ပါတယ်။ဟုတ်ကဲ့ဒုတိယပွဲစဉ်အနေနဲ့တော့ကျွန်တော်တို့ဥရုဂွေးနဲ့စပိန်ကိုသုံးသပ်လိုက်အောင်နော်။ဟုတ်ဒီပွဲစဉ်ကလည်းရန်ကြီးလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲပေါ့နော်။ဘာဖြစ်လဲဆိုတော့ဟိုကျွန်တော်တို့ဒီစပိန်တင်းကလည်းရှေ့မှာတမတ်နဲ့တပွဲနိုင်ဆို4မှတ်ပဲရထားသေးတယ်ပေါ့နော်။ဥရုဂွေးကလည်းကျွန်တော်တို့ဒါဟိုနဲ့နှစ်ပွဲတည်ပေါ့နော်။နှစ်မှတ်ပဲရထားသေးတယ်ပေါ့နော်။ဒါကြောင့်ဒီပွဲစဉ်ကပုံမကြီးကောင်းတဲ့ပွဲစဉ်ဖြစ်လာမှာပေါ့နော်။ဟိုဒီပွဲအပေါ်အခုရဲ့ထင်မြင်ချက်ကလေးပြောပါအောင်။အခုရဲ့ထင်မြင်ချက်ကတော့ဒီပွဲစဉ်ကတွေ့ဆုံမှုတော့သူတို့ရှိတယ်ပေါ့နော်။တွေ့ဆုံမှုကလည်းစပိန်ကပဲသူကအနိုင်ကစားထားပါတယ်။ဟိုနှစ်ကြိမ်တည်ကြတယ်ပေါ့။နှစ်ကြိမ်ကတော့စပိန်ကပဲနိုင်ထားတာပေါ့။အဲ့တော့ဒီနေ့2026ကမ္ဘာဖလားမှာဥရုဂွေးကကျွန်တော်တို့နည်းနည်းများလိုနေတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တော့စပိန်ကိုပဲကြိုက်ပါတယ်စပိန်ကနိုင်သွားပါလိမ့်မယ်ဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ဒါရန်ပုံရန်ကြည့်ကောင်းမှပွဲစဉ်မှာဘာလို့လဲဆိုတော့ဥရုဂွေးအသင်းကလည်းဟိုတကယ်လို့စပိန်မဲဟိုဘောလုံးဆိုတာပြောလို့မရဘူးပေါ့နော်နိုင်ဝါခင်သူလည်းအုပ်စုတက်ဖို့တေးကြတယ်ပေါ့နော်ဒီတစ်ဖက်ကစပိန်ကလည်းဥရုဂွေးကိုနိုင်မှအုပ်စုဘုံနဲ့တက်မှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုဘက်မှာကိမ္ပါတွေကတေးကြပါတယ်သူက sorry ကိုနိုင်မှာဆိုတော့ဒီကိမ္ပါတွေကလည်းတက်ဖို့များတယ်ပေါ့ဒီအုပ်စုကရန်ကြည့်ကောင်းမှအုပ်စုလို့ကျွန်တော်ထင်မိပြီပါဒါကြောင့်ဒီပွဲမှာတော့ကျွန်တော်ကဥရုဂွေးနဲ့စပိန်မှာတော့တည်ပဲကျွန်တော်မှန်းထားပါတယ်ကိုညီလေးကစပိန်ညီလေးဒီနေ့တင်အေးပေါ့နော်ဟုတ်ကဲ့ဟုတ်ကိုကတော့စပိန်နိုင်ပေါ့ဟုတ်ကဲ့ပါဟုတ်အဲ့တော့တတိယအုပ်စုမှာအကိုတို့ရှင်ပြိုင်ကြမဲ့ပွဲစဉ်ထဲမှာဆိုရင်တော့အကိုတို့နယူးဇီလန်နဲ့ဘယ်လ်ဂျီယံကိုရွေးချယ်လိုက်အောင်နော်ဟုတ်ကောင်းပါတယ်နယူးဇီလန်နဲ့ဘယ်လ်ဂျီယံအဲ့ဒီပွဲစဉ်မှာတော့ဘယ်လ်ဂျီယံအနေနဲ့ဒါသမားကောင်းတွေစုဖွဲ့ထားဖြစ်ပြီးတော့အခုချိန်ထိလက်ရှိချိန်ထိကျွန်တော်တို့တပတ်တပွဲမှမနိုင်သေးဘူးပေါ့နော်ပွဲကံပြီးတဲ့အချိန်မှာအဲ့တော့သူ့အနေနဲ့နိုင်တော့နိုင်တဲ့နေရာပွဲနှစ်ပွဲကံပြီးရတော့မှာအဲ့တော့ဒီနေ့ပွဲကိုတော့အဖြစ်မနေအနိုင်ရဖို့တော့သူလိုအပ်နေပြင်လဲပြင်ဆင်လာလိမ့်မယ်ဟုတ်ကဲ့ပါဟုတ်အဲ့တော့သူနိုင်မှလည်းနောက်တစ်ဆင့်တက်ဖို့ဆိုတာသိကြမှာပေါ့နော်သိကြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်လ်ဂျီယံအနိုင်ပါဟုတ်ကဲ့ပါဟုတ်ဒီနယူးဇီလန်နဲ့ဘယ်လ်ဂျီယံလည်းဟိုတသိန်းနိုင်တဲ့သိကြတဲ့တက်မှာနယူးဇီလန်နဲ့နယူးဇီလန်တက်မယ်ဘယ်လ်ဂျီယံနိုင်ဘယ်လ်ဂျီယံတက်မယ်ဆိုတော့ဒါသိကြနေတယ်ပေါ့နော်ဒီဘက်မှာတော့အခုပြောနေရတာဘယ်လ်ဂျီယံကနိုင်မှဖြစ်မှာကိုရတယ်ပေါ့သူရဲ့စကွက်နဲ့လူဝင်အားနဲ့ဟိုနေသူဖြတ်တန်းလာတဲ့ဘောလုံးတမိုင်းတစ်လျှောက်နဲ့ဆိုရင်နယူးဇီလန်လိုအသင်းမျိုးတော့နိုင်ပါတယ်အဲကြောင့်ဒီဘက်မှာတော့ဟိုပြက်သားပြောရင်တော့ဘယ်လ်ဂျီယံပဲကိုပြတ်နိုင်သွားပါအောင်မယ်ပေါ့ဒါဆိုတော့ကျွန်တော်ဘယ်လ်ဂျီယံနိုင်မယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ညီကိုနှစ်ယောက်ကဘယ်လ်ဂျီယံတော့အကြိုက်ချင်းတူတယ်ပေါ့နော်ဟုတ်ကဲ့ပါနိုင်မှာစပိန်ကတော့တပွဲတယောက်အနိုင်ကကျွန်တော်တယောက်ပေါ့နော်ဒီတက်ကတော့နှစ်ယောက်တို့အနိုင်မှန်းတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်အဲ့ဒီနေ့ပွဲစဉ်လေးကိုလည်းပိတ်သက်ကြီးအနေနဲ့မကြမီချိန်တွင်မှကျွန်တော်နဲ့ဒီစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့မြစ်တဲ့ခံပါတယ်
ဟုတ်ကဲ့ပါအားလုံးကရှင်ပေးစမှာလူတယောက်ချင်းုံလည်းအရင်ကျေးဇူးပြုရှိပါတယ်ကျွန်တော်ညီကောင်တော့အများကြီးမတန်ဆန်းနေဖြစ်တဲ့အတွက်ကျွန်တော်တို့တိတောက်တက်လောက်လေးကိုဆွေးနွေးသုံးသပ်ပေးနေတာဖြစ်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဒီထက်မကားတဲ့ပုံမသုံးသက်ချက်တွေနဲ့ပြန်လည်ရောက်ရှိလာပါဦးမယ် see you next video